ကျွန်တော်တို့တွေကတခါတလေကြလို့ရှိရင်ဘာအကြောင်းရင်းမှမရှိဘဲနဲ့စိတ်တွေကထိမရအောင်ဖြစ်နေတတ်ပါတယ်။ဘာလို့စိတ်တူနေမယ်ဘေးပတ်ဝန်းကျင်ကလူတွေကိုအပြစ်မြင်နေပြီပဲ။နောက်ဆုံးကိုတောင်ပြန်ကြည့်ပြီးမကျေနပ်နိုင်အောင်ဖြစ်နေတတ်တယ်မလား။အဲ့လိုနေမျိုးမှာတင်ဟာကိုပြန်မိတယ်။ငါစိတ်ထဲပြောညံ့နေရတာဆိုပြီးတော့ဒါပေမဲ့အမှန်တရားကတော့ဒါဟာတင့်ရဲ့စိတ်သက်ဒါမှမဟုတ် character ကြောင့်မဟုတ်ပါဘူး။ဒါဟာတင့်ရဲ့ brain state အုံနောက်ရဲ့အခြေအနေကြောင့်ဖြစ်ရတဲ့ပြဿနာပါ။ဒီနေ့ဗီဒီယိုမှာတော့အဲ့လိုထိမရတဲ့စိတ်အခြေအနေကနေပြန်ရုံထွက်နိုင်ဖို့ philosophy နဲ့ neuroscience ရဲ့အာယုံကြောသိပ္ပံကိုအခြေခံထားတဲ့နည်းလမ်း၅ခုကိုပြောပြပေးတော့မှာ။ဒီနည်းလမ်းတွေကိုသေချာနားလည်တော့ရင်တင့်ရဲ့အဆိုးဆုံးနည်းတွေကိုတော့ခလုတ်တစ်ချက်နှိမ့်တဲ့တူမျိုး reset ပြန်လုပ်နိုင်တော့ပါလိမ့်။စိတ်မထိန်နေတော့တဲ့အချိန်မှာငါစိတ်ထဲမှာဘာတွေဖြစ်နေရလဲလို့တင်တွေးမှုမှာပါအမှန်ငယ်တော့အဲ့ဒီအချိန်မှာတင့်အုံနောက်ထဲမှာတရခန့်၃ယောက်ကပူးပေါင်းကြံစီနေကြတာပါပထမဆုံးတရခန့်တော့ cortisol လို့ခေါ်တဲ့ stress hormone မှာစိတ်ဖိစီးမှုတွေများလာတဲ့အခါဒီဟော်မုန်းတွေကသွေးထဲမှာတဟုန်ထိုးမြင့်တက်လာဒုတိယတစ်ခုကတော့ amygdala ပါသူကတော့အုံနောက်ရဲ့ fear center ကြောက်ရွံ့မှုတွေထိန်းချုပ်တဲ့နေရာမှာပုံမှန်ဆိုရင်တော့အန္တရာယ်ရှိမရှိစစ်ဆေးပေးတာဖြစ်ပေမဲ့ stress တွေအများများလာတဲ့အခါမှာတော့ဒီ amygdala ကအလွန်အကျွံတုံ့ပြန်လာပါတယ်နောက်ဆုံးအဆိုးဆုံးကတော့ prefrontal cortex ပါဒီနေရာကတင့်ရဲ့ logic ကြိုးကြောင်းဆင်ခြင်မှု reason စဉ်းစားဉာဏ်နဲ့ဆုံးဖြတ်ချက်ချတဲ့ control center ကြီးပါစိတ်ဖိစီးမှုတွေအထိုးထိပ်ရောက်သွားတဲ့အခါဒီ control center ကြီးကခေတ္တခဏအလုံးမလုံးတော့ဘဲနဲ့အားနေသွားပါတယ်အဲ့ဒီခါမှာဘာဖြစ်လာတယ်လဲဆိုတော့တင်ဟာ logic နဲ့မစဉ်းစားနိုင်တော့ဘဲနဲ့ emotional reaction စိတ်ခံစားချက်တက်နဲ့ပဲတုံ့ပြန်တော့တာတိတိလေးဖြစ်တဲ့ကိစ္စတွေကိုတော့အကြီးကြီးလို့မြင်လာပြီးတော့ bitter ဆိုတဲ့ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုလို့ခံစားလာရပါတယ်ဒါကြောင့်တင်စိတ်မထိန်နိုင်တော့တဲ့နေ့တွေမှာတင်က weak ဖြစ်နေတာမဟုတ်ပါဘူးတင်ရဲ့အုံနောက်က survival မှုရှင်တန်ရေးအတွက်ခုခံတဲ့အခြေအနေတွေကိုရောက်သွားလို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီ survival မှုတွေကနေတင်ဘယ်လိုရုံထွက်မလဲအခုပဲနီးတဲ့၅ခုကိုစတင်လိုက်ရအောင်တင်းရဲ့စိတ်တွေထိမရဖြစ်နေပြီဆိုရင်စိတ်အေးထားပါဆိုတဲ့စကားမျိုးနဲ့စိတ်ပန်းဆိုင်ရာဖြည့်ရှင်းချက်တွေကိုရင်မရှာပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒီချိန်မှာတင်းအုံနောက်က logic နဲ့စဉ်းစားလို့မရတော့လို့အရင်ဆုံးတင်းရဲ့ခန္ဓာကိုယ်ကနေစရပါအကောင်းဆုံးနည်းလမ်းကတော့ control breathing လို့ခေါ်တဲ့အသက်ရှူနှုန်းကိုထိန်းချုပ်တာအထူးသဖြင့်478 breathing နည်းလမ်းပေါ့နည်းလမ်းကရိုးရှင်းပါတယ်နှာခေါင်းကနေ4စက္ကန့်ကြာအောင်အသက်ကိုဝအောင်ရှူသွင်းမယ်9စက္ကန့်ကြာအောင်အသက်ကိုအောင်းနာမယ်ပြီးရင်ပါးစပ်ကနေ10စက္ကန့်ကြာအောင်ဖြည်းဖြည်းချင်းပြန်ထုတ်ပါမယ်ဒါကဘာကြောင့်အလုံးလုံးတာလဲတင်လေကိုဖြည်းဖြည်းချင်းပြန်ထုတ်လိုက်တဲ့အခါတင်းရဲ့ခန္ဓာကိုယ်တွေက vagus nerve ဆိုတဲ့အာယုံကြောကိုအလုံးလုံးပေးလိုက်တာဒီအာယုံကြောနိုးလာပြီဆိုရင် parasympathetic nervous system ဆိုတာကြီးက on သွားပါလိမ့်ဒါဟာတင်းခန္ဓာကိုယ်တင်းအန်ရီကင်းပြီး you are safe ဆိုတဲ့ signal ကိုပို့လိုက်တာပါအဲ့ဒီအခါမှာတော့အလွန်ကျွံတုံ့ပြန်နေတဲ့ amygdala ကချက်ချင်းကြီးဆိုလို့ငြိမ်ကျသွားပါလိမ့်လက်တွေ့လုပ်ကြည့်ဖို့ကတော့9မိနစ်စာတိုင်မာလေးပေးထားလိုက်ပါမျက်လုံးကိုမှိတ်ထားပါတခြားဘာမှမစင်စားဘဲနဲ့တင်းရဲ့အသက်ရှူနှုန်းတစ်ခုထဲမှာပဲအာရုံစိုက်ထားပါဒါဟာစိတ်ပျော်ရအောင်လုပ်တဲ့မူဟတ်တစ်ခုမဟုတ်ပါဘူးဒါဟာတင်းရဲ့ nerve jaw စနစ်ကိုတိတ်ပတ်နေကြထိန်းညှိပေးတဲ့ nervous system regulation ပဲဖြစ်ပါတယ်အသက်ရှူနှုန်းကိုထိန်းချုပ်ပြီးတော့ခန္ဓာကိုယ်ကနည်းနည်းငြိမ်သွားပြီဆိုရင်ဒုတိယအဆင့်အနေနဲ့တင်းရဲ့စိတ်ကိုပြန်ပြီးတော့ control လုပ်ရပါမယ်အဲ့ဒီအတွက်အထူးရောက်ဆုံးနည်းလမ်းကတော့ cognitive labeling လို့ခေါ်တဲ့ခံစားချက်ကိုတိတိကျကျနာမည်တက်တာပဲဖြစ်ပါတယ်တင်းစိတ်မကောင်းဖြစ်နေတဲ့အခါငါစိတ်ကြည်နေတယ်ဆိုတဲ့ဝေဝေဝါစကားလုံးမျိုးကိုမတုံးပါနဲ့အဲ့ဒီအစားတင်းတကယ်ခံစားနေရတာကိုပိုပြီးတိကျတဲ့စကားလုံးတွေနဲ့စားလို့ကြည့်ပါဒါကဘာကြောင့်အလုပ်လုပ်တာလဲအုံနောက်ရဲ့သဘောတရားအရတင်းရဲ့ခံစားချက်ကိုနာမည်တက်လိုက်တဲ့အခါမှာအမီဒလာရဲ့လှုပ်ရှားမှု over activation ရတိတိတတ်တာရော့ကျပါပါတယ်တပြိုင်နက်တည်းမှာပဲ logic ကိုကင်တွဲတဲ့ prefrontal cortex ကပြန်ပြီးတော့အလုပ်လုပ်လာခံစားချက်နောက်ကိုမျောပါမနေတော့ဘဲနဲ့ခံစားချက်ကိုတုံးတက်တဲ့ဘက်ကူပြောင်းသွားတာပါလက်တွေ့လုပ်ကြည့်ဖို့အတွက်ဒီ exercise လေးကိုသုံးပါ notebook ထဲမှာပဲဖြစ်ဖြစ်ဖုန်းထဲမှာပဲဖြစ်ဖြစ်အခုလိုခြာရေးလိုက်ပါ
ငါဒီလိုခံစားနေရတယ်ဘာကြောင့်လဲဆိုတော့ဒါကြောင့်ပဲဥပမာငါဒေါသထွက်နေတယ်ဘာဖြစ်လို့လဲဆိုတော့ငါ့ကိုသူတို့အလေးမထားဘူးလို့ငါထင်နေလို့အဲ့လိုရေးလိုက်တဲ့အခါတင်းရဲ့ခံစားချက် emotion တွေကစစ်ဆေးလို့ရတဲ့အချက်လက် data တွေဖြစ်ပြောင်းလဲသွားပါတယ်တင်းရဲ့ခံစားချက်ကိုကြည့်ရှုသူ observer အနေနဲ့မြင်လာနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီခံစားချက်ကတင်းကိုဆက်ပြီးတော့ control လုပ်လို့မရတော့ပါဘူးစိတ်ပညာရှင်ဒေါက်တာ Gilbert Taylor ရဲ့လေ့လာချက်အရပြင်းထန်တဲ့စိတ်ခံစားမှု emotional wave တစ်ခုဟာတင်းရဲ့ခန္ဓာကိုယ်ထဲမှာဇီဝကမှာဖြစ်စဉ်အရစက္ကန့်90 10မိနစ်ခွဲပဲကြာမြင့်ပါတယ်ဒါဆိုရင်တင်းရမေးလိုက်ငါစိတ်တူရင်နာယူဝက်တရက်လုံးတောင်ကြာတတ်တာပဲဆိုပြီးတော့ပေါ့အမှန်ကအဲ့ဒီစက္ကန့်90ကျော်သွားတဲ့အထိစိတ်တူနေတာခန္ဓာကိုယ်ကြောင့်မဟုတ်ပါဘူးတင်းရဲ့စိတ်ကအဲ့ဒီကိစ္စကိုတက်ခါတလဲလဲပြန်စဉ်းစားပြီးတော့ story ဇလန်းတွေထပ်ဆင်နေလို့ပဲဖြစ်ပါတယ်တင်ကိုယ်တိုင်ကအဲ့ဒီ line ကို2နာရီ2ရက်ဖြစ်အောင်ဆွဲဆန့်နေတာပါဒါကြောင့်စိတ်လှုပ်ရှားမှုတက်လာတဲ့အချိန်မှာဒီတိတ်ပံနေကြလေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ပါဖုန်းထဲမှာတိုင်မာ90စက္ကန့်ပေးလိုက်ပါအဲ့ဒီအချိန်အတွင်းမှာဘာမှမလုပ်ပါနဲ့ဘသူ့ကိုမှပြန်မပြောပါနဲ့တင်းရဲ့စိတ်ထဲကဇလန်းတွေကိုရက်တန့်ပြီးတော့တင်းရဲ့ခန္ဓာကိုယ် body sensation ကိုပဲအာရုံစိုက်ပါ heart rate နှလုံးခုန်မြန်နေတာကိုသတိထားကြည့်ပါ chest tightness ရင်ဘတ်ထဲတင်းကျပ်နေတာကိုခံစားကြည့်ပါ heat in face မျက်နှာမှာပူတက်နေတာကိုခံစားကြည့်ပါဒီနေရာမှာအရေးကြီးဆုံးကဇလန်းမစင်စားဖို့ပါပဲ။ तू ကငါ့ကိုဒီလိုပြောလို့ तू ကငါ့ကိုအထင်သေးလို့ဆိုတဲ့အတွေးတွေကိုခဏပြီးဖယ်ထားလိုက်ပါ။ခန္ဓာကိုယ်မှာဖြစ်ပျက်နေတာတွေကိုပဲ observer အနေနဲ့စောင့်ကြည့်လိုက်ပါ။ခဏကြာရင်အဲ့ဒီ line တွေကအလိုလိုရောကျသွားတာကိုသင်တွေ့ရပါတယ်။တင်းရဲ့အုံနောက်ကိုတစ်ခုတက်တည်ပြလိုက်ပါ။ဒီလောက်ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုကိုတော့ငါဘာမှမဖြစ်ပဲကြော်ဖြတ်နိုင်တယ်။ I can survive this ဆိုတာကိုပေါ့။ဒါတလီကြရင်ခံစားချက်တွေကတင်းရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတတ်ပါတယ်။အဲ့ဒီလို emotional stress ဖြစ်နေတဲ့အချိန်မှာစဉ်းစားနေုံနဲ့မရတော့ပါဘူး။တင်းရဲ့ခန္ဓာကိုယ်ကိုစတင်လှုပ်ရှားပြလိုက်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့စိတ်ပစ္စည်းမှုတွေတက်လာတဲ့အခါတင်းရဲ့ခန္ဓာကိုယ်က fight or flight mode ထဲကိုရောက်နေလို့အဲ့ဒီအချိန်မှာထွက်လာတဲ့စွမ်းအင်တွေကိုတစ်ခုခုလုပ်ပြီးတော့ release လုပ်ရပါတင်းမှာရွေးချယ်စရာ option တွေအများကြီးရှိပါတယ်။ push up အခါ20လောက်လုပ်တာဖြစ်ဖြစ်9မိနစ်လောက်လမ်းတွတ်တွတ်လျှောက်တာဖြစ်ဖြစ်မျက်နှာကိုရေအေးနဲ့တစ်လိုက်တာဖြစ်ဖြစ် stretching လုပ်လိုက်တာဖြစ်ဖြစ်ဒါတွေကဘာကြောင့်အလုပ်လုပ်တာလဲတင်လှုပ်ရှားလိုက်တဲ့အခါစိတ်တူလို့ထွက်လာတဲ့ adrenaline တွေကိုလောင်ကျွမ်းပစ်လိုက်တယ်လို့ဖြစ်သွားပါတယ်။ဒီပြိုင်နက်ထဲမှာပဲစိတ်ကိုပျော်ရွှင်စေတဲ့ dopamine နဲ့ endorphin တွေထွက်လာပါတယ်။မှတ်ထားပါအိမ်ထဲမှာဒါမှမဟုတ်အခန်းထဲမှာစိတ်ထင်းမရဖြစ်နေချိန်မှာအဲ့ဒီနေရာမှာပဲဆက်နေတင်းရဲ့ state က step ဖြစ်နေမှလေ။အဲ့ဒီအချိန်မှာ environment ကိုချက်ချင်းပြောင်းလဲလိုက်ပါအပြင်ထွက်ပြီးတော့လမ်းလျှောက်လိုက်ပါအပြင်ကနေရောင်ခြည်နဲ့ထိတွေ့လိုက်တာကတင်းရဲ့စိတ်ကိုတည်ငြိမ်စေတဲ့ serotonin level ကိုမြင့်တက်စေပါတယ်တင်းစိတ်မထိန်နိုင်တော့ပဲပေါက်ပွဲတော့မယ့်ချိန်ပါအခုလက်ရှိ present self ရဲ့စိတ်အခြေအနေနဲ့ဘာဆုံးဖြတ်ချက်မှမချပါနဲ့ဟုတ်အဲ့ဒီအစားနောက်ထပ်3နှစ်ကြာပြီးနောက်ပိုပြီးရင်းချက်တည်ငြိမ်နေတဲ့တင်းရဲ့ future self ကိုခဏလောက်မြင်အောင်ကြည့်လိုက်ပါဒါကိုစိတ်ပညာမှာ temporal distancing လို့ခေါ်ပါတယ်အချိန်ကာလတစ်ခုကိုခြားပြီးကြည့်လိုက်တာပါအခုတင်ရင်ဆိုင်နေရတဲ့ပြဿနာကိုအနာဂတ်ကတင်ဆိုရင်ဘယ်လိုတုံ့ပြန်မလဲလို့ကိုပြန်မေးကြည့်ပါလက်တွေ့မှာတော့တင်အခုတေမတက်ဒေါသထွက်နေရတဲ့ကိစ္စတွေရဲ့90%ကနောက်တစ်နှစ်ကြာတဲ့အခါမှာဘာမှမဟုတ်တော့တဲ့အရာတွေဖြစ်သွားပါလိမ့်ဒီလို time perspective အချိန်ကာလအမြင်ကိုပြောင်းလဲလိုက်တာနဲ့တင်ရဲ့အုံနောက်ထဲမှာရှိနေတဲ့ emotion intensity စိတ်ခံစားမှုပြင်းထန်မှုဟာလိုလျောက် drop ဖြစ်ပြီးတော့ငြိမ်ရသွားပါလိမ့်အခုကျွန်တော်ပြောပြခဲ့တဲ့နီလန်း၅ခုอ่ะတစ်ခုချင်းစီသုံးလို့ရတယ်လို့တင်တကယ်ကိုစိတ်မထိန်နိုင်တော့တဲ့နေမျိုးမှာတစ်ခုပြီးတစ်ခုအစီအစဉ်တကျ step by step ပေါင်းစပ်ပြီးတော့လည်းသုံးလို့ရပါအဆင့်1 breathing တင်းရဲ့ခန္ဓာကိုယ်ရဲ့အချက်ပေးခေါင်းလုံးကိုအရင်ပိတ်ဖို့478နီလန်းနဲ့အသက်ရှူပါအဆင့်2 level emotion စိတ်ထဲမှာဝေဝါးမနေပါနဲ့ငါအခုဝင်ပြီးနေရလားဒေါသထွက်နေရလားဆိုတာကိုတိတိကျကျသိအောင်လုပ်ပါအဆင့်3 90 second observe တင်းရဲ့ခန္ဓာကိုယ်ရဲ့ line တက်လာတာကိုဇလန်းတွေထပ်မစင်ပဲစက္ကန့်90တီတီငြိမ်ပြီးစောင့်ကြည့်နေလိုက်ပါအဆင့်4 move body အချိန်တက်နေတဲ့ stress စွမ်းရည်တွေကိုထုတ်ပြဖို့နေရာပြောင်းပါလမ်းလျှောက်ပါဒါမှမဟုတ်လေ့ကျင့်ခန်းတစ်ခုကိုလုပ်လိုက်ပါအဆင့်5 future self
နောက်ဆုံးအနေနဲ့နောက်တစ်နှစ်နေဒါအရေးကြီးအောင်မှလားဆိုရယ်မိကုန်းနဲ့တင်းရဲ့စိတ်ကိုအပြည့်တက်ငြိမ်သက်အောင်လုပ်လိုက်ပါအဆုံးသတ်အနေနဲ့တင်းကိုတစ်ခုပြောပြချင်ပါတယ်တင်းစိတ်မထိန်နိုင်တဲ့နေ့တွေရှိနေတာတင်းအားနေနေလို့မဟုတ်ပါဘူးဒါဟာ nervous system ကနေပြီးခိတ္တခဏဝင်ပြီးသွားတာပါလူအများစုကထင်နေကြတယ်တကယ်အားကောင်းတဲ့သူ strong person ဆိုတာဘယ်တော့မှစိတ်မလှုပ်ရှားတဲ့သူစိတ်မတူတဲ့သူလို့ပေါ့ဒါပေမဲ့အမှန်ကတော့ strong person ဆိုတာစိတ်မလှုပ်ရှားတဲ့သူမဟုတ်ပါဘူးစိတ်လှုပ်ရှားမှုတွေတက်လာတဲ့အခါအဲ့ဒီ emotion တွေကိုစနစ်တကျ reset ပြန်လုပ်နိုင်တဲ့သူကဒါခေါ်တာပါဒီနေ့ဒီဗီဒီယိုကြည့်ပြီးနောက်မှာတင်ဟာခန်းစားချက်တွေရဲ့အနိုင်ကျင့်ခြင်းကိုခံရတဲ့တားကောင်တယောက်မဟုတ်တော့ပါဘူးတင်ဟာမိမိအုံနောက်ရဲ့အလုပ်လုပ်ဖို့ကိုနားလည်တဲ့သူမိမိရဲ့စိတ်အခြေအနေကိုပြန်လည်ထိန်းချုပ်နိုင်တဲ့သူနောက်ဆုံးမိမိရဲ့အဆိုးဆုံးလေးကိုတောင် group ဒီဖြစ်အောင်ပြောင်းလဲနိုင်တဲ့သူဖြစ်တော့ပါကိုယုံကြည်လိုက်ပါတင်မှာဒီစွမ်းရှိပါတယ်